ကျွန်တော်တခုပြောဖို့ကြံခဲ့သွားတယ်ဆိုတော့ဒီဝါပေါင်းခရီးမှာကျွန်တော်ဒီအနေထိုင်ပြီးတော့ရလာတဲ့ကတ္တရာတွေကိုကျွန်တော်ဘယ်နေရာတွေမှာသုံးလို့ရလဲပေါ့နော်ဆိုတော့သူ့ကိုသုံးဆွဲလို့ရတဲ့နေရာတွေကအများကြီးရှိပါတယ်ဆိုတော့ဒီကတ္တရာဒီကတ္တရာအမဲအနေနှစ်တွေကတကယ်ကိုကောင်းပါတယ်ပေါ့နော်ခုနကကျွန်တော်ဒီအပင်အရန်ပြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအပင်တွေပေါ်မှာအရွက်ဒီပေါ်မှာဓာတ်ရိုက်တုံးဆွဲဖို့ရတဲ့ကိုကျွန်တော်အနေနဲ့အကြံမပြုလို့ပါဘူးဆိုတော့အခြားနေရာတွေမှာကျွန်တော်တုံးဆွဲလို့ရပါတယ်ဆိုတော့ဒီပထမဦးဆုံးအနေနဲ့ကတော့ဒီကိုယ့်ရဲ့ဒီ site ခင်းမှာတုံးနေတောင်းမို့လဲအိမ်ဒီမှာတုံးတဲ့ဒီတစ်သားတိုင်တွေဒီဝါးတိုင်တွေမှဆိုတော့ကျွန်တော်ဒီစပည့်ချန်လိုဟာမျိုးတွေမှာဆိုလို့ရှိရင်ဒီတိုင်တွေဒီမြေကြီးရဲ့မြုပ်တဲ့ချိန်မှာမြေကြီးရဲ့မြုပ်တဲ့ဒီအပိုင်းတွေအောက်ခြေတွေမှာဒီကတ္တရာနဲ့တေချာကိုစီနေပဲဖြစ်ဖြစ်ပေါ့နော်တေချာရောနေပြီးတော့မှတုပ်လိန်ထားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီအနံ့နေဟိုတွေကဒီတိုင်တွေကိုပိုးထိုးတဲ့ဟာတွေခြားတက်တဲ့ဟာတွေကိုသူကကာကွယ်ပေးနိုင်စွမ်းရှိပါတယ်နောက်တစ်ခုကတော့ဒီကျော်နီနှစ်ရှည်ပင်တွေမှာဆိုလို့ရှိရင်လေဒီအပင်တွေကိုကျွန်တော်ကဒီဂိုင်းတွေဖြတ်တယ်ဂိုင်းတွေခြိုင်ပြီးတဲ့အချိန်မှာဒီခြိုင်ထားတဲ့ဒီနေရာတွေမှာပေါ့နော်ဒီဟာကိုတုပ်လိမ့်ပေးလို့ရပါတယ်အဲဆိုရင်တော့ဒီမှုယောဂတွေကိုမလာအောင်လို့ရတော့ကိုကျွန်တော်ကောက်ွယ်ပေးနိုင်စွမ်းရှိပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီအချို့တောင်သူတွေဆိုလို့ရှိရင်ပေါ့နော်ဒီသူတို့ရဲ့ဒီစပက်ကြီးတွေသူတို့ရဲ့ဒီတူလောင်ယုံတွေမှာပေါ့နော်အဲ့ဒီမှာရှိတဲ့ဒီနယံတွေဟွာတွေမှာဒီဝါဒီကတ္တရာဝါပေါင်းခန့်ရင်တွေထွက်လာတဲ့ဒီကတ္တရာစီကိုကျွန်တော်သူကစီတွေရေနံကြီးတွေနဲ့တေချာရောနေပြီးတော့မှဟိုပတ်ပလဲလိုက်ပြီးတော့တုပ်လိုက်မယ်ဆိုလို့ရှိရင်ဒါသူတို့တတိထားမိတာကတော့ဒီကြွက်လူဟာမျိုးတွေကစပြီးတော့မလာတော့ဘူးဆိုတာမျိုးတွေသိရတယ်ပေါ့နော်ဆိုတော့ဒီကတ္တရာနေပြီးတော့ထွက်လာတဲ့ဒီအနံ့တွေဒီအငွေ့တွေချောင်းမလို့ကျွန်တော်ဒီကြွက်တို့ဒီခယူတို့လိုပိုးမွားတွေအန်နေရနေပြီးတော့လေသူကကာကွယ်ပေးနိုင်စွမ်းရှိပါတယ်ဆိုတော့ဒီလိုမျိုးဝါပေါက်ခန့်ကြီးထုတ်လုပ်သုံးဆွဲတာကဝါပေါက်ခန့်ကြီးလည်းသုံးလို့ရတယ်ဒီထွက်လာတဲ့ဒီကတ္တရာတွေကလည်းကျွန်တော်ကဒီပုံစံမျိုးစုံနဲ့သုံးချလို့ရတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့တောင်သူတွေအနေနဲ့ဒီဝါပေါက်ခန့်ကြီးကိုဒီကိုယ့်ရဲ့ဒီ site ပြိုးကြီးအတွက်ကိုကိုညှက်စိတ်သက်တာပြီးတော့အကျိုးရှိတဲ့နီလန်တစ်ခုအနေနဲ့တုံးဆွဲချဖို့ရတဲ့ကိုကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်မံသိရှိလိုတဲ့မိကွန်းတွေရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအစိမ်းရောင်လမ်းဖုန်း software မှာလာပြီးတော့မေးမြန်းလို့ရပါတယ်ဆိုတော့ကျွန်တော်ရောဒီအခြားဆရာတွေဆရာမတွေကလည်းဒီမိကွန်းတွေကိုဖြည့်ဆို့ဖို့ရတဲ့ကိုစောင့်ဆိုင်နေကြပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်